ဆွေမျိုးမကင်းလို့ပဲဖြစ်ဖြစ်တနာလို့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့မြေခွက်အလွတ်ပေါ်မှာခဏလောက်ယာယီတဲလေးထိုးပြီးတော့နေပြရစီလို့အသနာခံလာရင်ကျွန်တော်တို့မြန်မာလူမျိုးတွေကသဘောရိုးနဲ့လက်ခံမင်းတတ်ကြပါတယ်ဒါပေမဲ့အရှင်တန်လို့ဖယ်ခိုင်းတဲ့အခါကျမှငါကဒီမြေပေါ်မှာအိမ်ဆောက်ပြီးတော့နေပြီဖယ်ပေးစရာအကြောင်းမရှိဘူးဆိုပြီးတော့ကျေးဇူးရှင်ကိုကြည်ဆွဲပြီးတော့မြေကိုပါအပိုင်သိမ်းဖို့ကြိုးစားလာရင်ကျွန်တော်မိတ်ဆွေဘယ်လိုရင်ဆိုင်မလဲမြေကိုပါအစွန့်ချွတ်ခံလိုက်ရနိုင်လားဒီနေ့မှာတော့မြေရှင်တွေရောမြေငှားနေသူတွေရောအခမဲ့ပေးနေထားသူတွေရောအထူးသတိထားတဲ့ဥပဒေသင်ခန်းစာတစ်ခုအကြောင်းကိုမျှဝေပေးချင်ပါတယ်ဒီဇလန်ရဲ့မူရင်းစီရင်ထုံးကတော့2000ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံးဒေါ်အေးအေးနဲ့ဦးဝင်းမြင့်ပါငါတရားမအထူးအယူခံမှုစီရင်ထုံးဖြစ်ပါတယ်အမှုရဲ့ဇလန်လေးကဖျာပုံမြို့မှာစပါတယ်ဒေါ်အေးအေးဆိုတဲ့အမျိုးသမီးဟာမြေကွက်တစ်ကွက်ကိုဝယ်ထားပါတယ်ဒါပေမဲ့သူ့ခင်ပွန်းတွေကအဲ့ဒီမြေကွက်ပေါ်မှာကိုယ်လန်သွားခဲ့တဲ့အတွက်ကြောင့်အဲ့ဒီမှာဆက်မနေတော့ဘဲနဲ့မိဘတွေအိမ်ကိုပြောင်းနေလိုက်ပါတယ်အဲ့ဒီတော့မြေကွက်လေးကလွတ်နေပါတယ်အဲ့ဒီအချိန်မှာပဲပသိမ်ကနေဖျာပုံကိုတက်လာရောက်တဲ့ဦးဝင်းမြင့်ဆိုသူနဲ့ဒေါ်အေးအေးတို့ရင်းနှီးသွားကြပါတယ်ဦးဝင်းမြင့်ကဒီမြေကွက်ပေါ်မှာတစ်တွေရှားထားဖို့ယာယီတဲလေးထိုးပြီးတော့3လလောက်အခန်းမဲ့နေခွင့်ပြုပါဆိုပြီးတော့လာပြီးတော့ခွင့်တောင်းပါတယ်ဒေါ်အေးအေးကလည်းသဘောရိုးနဲ့3လဆိုပြီးတော့အရှင်အတိအကျကန့်သတ်ပြီးတော့နေခွင့်ပြုလိုက်ပါတယ်ဒါပေမဲ့ပြဿနာက3လပြည့်တဲ့အခါမှာစတာပါပဲဒေါ်အေးအေးကတမက်ရရောက်လို့ဖယ်ရှားပေးဖို့ပြောတဲ့အခါမှာဦးဝင်းမြင့်ကလုံးဝမဖယ်ပေးပါဘူးသူကဘယ်လိုပြန်ရှိပါတယ်လဲဆိုတော့ဒီမြေကိုဒေါ်အေးအေးကငွေကျပ်3,400နဲ့ရောင်းဖို့ကန့်လန့်ခဲ့လို့သူကသဘောတူပြီးတော့တန်ဖိုး6,000ကျပ်ရှိတဲ့တစ်တွေကိုတောင်ဇီယံငွေအနေနဲ့ပေးထားပြီးပြီမြေတန်ဖိုး9,000ကျပ်ကိုလည်းသွားပေးတယ်ဒါပေမဲ့ဒေါ်အေးအေးကလက်မခံတာအခုဆိုရင်ဒီမြေပေါ်မှာငွေကျပ်2သိန်းခွဲလောက်အကုန်ကြခံပြီးတော့အိမ်ဆောက်နေပြီမို့ဖယ်ပေးစရာအကြောင်းမရှိဘူးဆိုပြီးတော့ညှင်းဆိုပါတော့တယ်ဒီလိုနဲ့ဒေါ်အေးအေးကဦးဝင်းမြင့်ကိုမြေပေါ်ကနေနှင်ထုတ်ပေးဖို့တရားစွဲပါတော့တယ်အန်ဩစရာကောင်းတာကမူလယုံဖြစ်တဲ့ခရိုင်တရားရုံးနဲ့တရားရုံးချုပ်ပထမအယူခံရုံးတွေကဒေါ်အေးအေးအမှုကိုရှုံးစေခဲ့ပါတယ်ဘာလို့ရှုံးလဲဆိုတော့အာရုံတွေကရှေ့ကထုံးဖွဲ့ခဲ့တဲ့ဥတင်အောင်ပါသုံးတဲ့ဥကိုလေးစီရင်ထုံးတစ်ခုကိုကိုးကားပြီးတော့ဆုံးဖြတ်ခဲ့လို့ပါအဲ့ဒီစီရင်ထုံးမှာကခွင့်ပြုချက်နဲ့နေတဲ့သူကမြေပေါ်မှာငွေကုန်ကြေးကျခံပြီးတော့တိုက်ခံအိမ်ကြီးအခိုင်အမာဆောက်ထားတယ်ဆိုရင်မြေရှင်ကအဲ့ဒီအိမ်ကိုဖယ်ရှားခွင့်နှိပ်ထုတ်ခွင့်မရှိဘူးလို့ဆိုထားတာကြောင့်ဖြစ်ပါတယ်တရားရုံးတွေကဥဝင်းမြင့်ကိုလည်းအခမဲ့ခွင့်ပြုချက်နဲ့နေသူဘဝကနေပဋိညာဉ်အရနေထိုင်သူအဖြစ်ပြောင်းသွားပြီးတော့ယူဆလိုက်ကြပါတယ်ဒါပေမဲ့ဒေါ်အေးအေးကလုံးဝလက်မလျှော့ပါဘူးတရားရုံးချုပ်အထူးအယူခံခုံရုံးထိကိုဆက်တက်လာခဲ့ပါတယ်ဒီနေရာမှာတရားရုံးချုပ်ကအမှုသွားအမှုလာအချက်လက်တွေကိုတိတိကျကျပြန်လည်သုံးသပ်ခဲ့ပါတယ်ပထမတစ်ချက်ကတော့တရားရုံးချုပ်ကဘယ်လိုခွဲခြားပြလဲဆိုတော့အရှင်ကာလအတီးအလင်းမသက်မှတ်ပဲနဲ့ထားဝစဉ်နေထိုင်ဖို့ခွင့်ပြုထားမယ်ပြီးတော့တိုက်ခံအိမ်လိုအခိုင်အမာဆောက်လုပ်ခွင့်ပြုထားတယ်ဆိုရင်တော့ဖယ်ရှားလို့မရဘူးဒါပေမဲ့အခုအမှုမှာကဒေါ်အေးအေးက3လဆိုပြီးတော့အရှင်အတိအကျကန့်သတ်ပေးခဲ့တာပါဒုတိယချက်ကတော့ဦးဝင်းမြင့်ဆောက်ထားတဲ့အိမ်ဆိုတာကိုစစ်စစ်ကြည့်တဲ့အခါမှာ9ပေအကျယ်ရှိတဲ့အခန်းပေါက်9ခန်းမှာရှေ့ဘက်အခန်းတွေကအခင်းတောင်မရှိဘဲနဲ့တစ်တွေပဲပုံထားတာပါနောက်ပိုင်း2ခန်းလောက်မှာဝါထရံကပြင်ခင်းဒနီမိုအဖီလေးလုပ်ပြီးတော့လူနေဖို့ယာယီတဲလေးထိုးထားတာပါတိုက်ခံအိမ်လိုအခိုင်အမာဆောက်ထားတာလည်းမဟုတ်ပါဘူးသူပြောသလိုငွေကျပ်2သိန်းခွဲလောက်အကုန်ကျခံထားတာလည်းလုံးဝမဟုတ်ပါဘူးနောက်ပြီးတော့ဥပဒေအရအဲ့ဒီကာလကငွေကျပ်100အထက်တန်ဖိုးရှိတဲ့အယောင်းဝယ်ဆိုတာဥပဒေအရမှတ်ပုံတင်စာချုပ်နဲ့လုံးဝတရားဝင်တာပါအခုကမှတ်ပုံတင်စာချုပ်လည်းမရှိတဲ့အတွက်ဥဝင်းမြင့်တော့မှတရားဝင်ပိုင်ဆိုင်ခွင့်လည်းရှိမှာမဟုတ်ပါဘူးဒါကြောင့်တရားရုံးချုပ်ကအောက်ရုံးတွေရဲ့ဆွံ့ပြချက်ဟာမှားယွင်းနေဆိုပြီးတော့အမိန့်ကိုပယ်ဖျက်လိုက်ပါတယ်ဥဝင်းမြင့်ဟာအခွင့်အမိန့်ယာယီနေထိုင်သူတက်တက်ဖြစ်လို့ဒေါ်အေးအေးရဲ့မြေကွက်ပေါ်ကနေဖယ်ရှားပေးရမယ်လို့အမိန့်ချမှတ်ခဲ့ပါတယ်အဆုံးမှာတော့ဒေါ်အေးအေးတယောက်သူတောင်းဆိုတဲ့အတိုင်းအမှုနိုင်သွားခဲ့ပါတယ်ကဲဒီမှုလေးကနေကျွန်တော်မိတ်ဆွေတွေမှတ်သားထားမယ်အဓိကသင်ခန်းစာကတော့ကိုယ့်မြေပေါ်မှာသူတစ်ပါးကိုအခမဲ့ပဲဖြစ်ဖြစ်ယာယီပဲဖြစ်ဖြစ်နေခွင့်ပြုတော့မယ်ဆိုရင်အရှင်ကာလကိုအတိအကျသတ်မှတ်ထားဖို့ရယ်ဘလို့အဆောက်အအုံမျိုးပဲဆောက်ခွင့်ပြုမယ်ဆိုတာကိုတေချာကြိုတင်ကန့်သတ်ထားဖို့ရယ်ကတကယ်ကိုအရေးကြီးတယ်ဆိုတာပဲဖြစ်ပါတယ်ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုကနေကျွန်တော်ရဲ့မိတ်ဆွေတွေအကျိုးတစုံတရာရလိမ့်မယ်လို့မျှော်လင့်ပါတယ်အကျိုးရှိတယ်ဆိုရင်လည်းကွန်မန့်မှာရေးသွားပေးခဲ့ကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ကြပါစေ